အန်ဒရူအယ်လီယော၏နေစဉ်မှတ်တမ်းဇွန်လ10ရက်1958ဟာဗတ်တက္ကသိုလ်ကျောင်းတော်ကြီးပွဲကိုယူခဲ့ရမှာပင်ပန်းတဲ့ဒဏ်တွေကိုဖြည့်သိမ့်ပေးတဲ့အနေနဲ့တက္ကသိုလ်အာဏာပိုင်တွေကကြီးမှုပြီးသတင်းပတ်မှာပျော်ပွဲရှင်ပွဲအမျိုးမျိုးကိုကျင်းပပေးတယ်။ကြာသပတေးနေ့မှာကျောင်းတော်ကြီးသားအဖြစ်ကျမ်းသစ္စာဆိုတဲ့အခမ်းအနားနဲ့အဆုံးသတ်မယ်။အောက်မွေဖွယ်ဖျားရှိခိုးကျောင်းမှာကျင်းပမဲ့ပွဲရဆူတောင်းပွဲကတော့ပြင်းစရာကောင်းတယ်လို့ကြားဘူးတယ်။ကျောင်းသားတွေကလည်းတိတ်မလာကြဘူးတဲ့။ကျောင်းသားတွေစိတ်ဝင်စားနေတာကတနင်္ဂနွေနေ့မှာလုပ်မဲ့ကာပွဲကိုစိတ်ဝင်စားနေကြတယ်။အဲ့ဒီနေ့ဆိုရင်ကျောင်းသားတစ်ဝက်လောက်ဟာလိုဝယ်ကျောင်းဆောင်ရှိမြက်ခင်းပြင်မှာရောက်နေကြပြီ။အငားဆိုင်တွေကနေငှားဝတ်လာကြတဲ့အဖြူရောင်ညစာဝတ်စုံတွေကိုလို့လီနဲ့အလက်ကသေးတန်ဆုံတီဝိုင်းကတီးမှုတ်ပေးတဲ့သေးတန်ညင်းညင်းလေးကိုနားထောင်ပြီးတွဲကားကြလို့ပေါ့။ဟာဗတ်တက္ကသိုလ်ကဘာပဲလုပ်လို့ပညာရေးရည်ရွယ်ချက်တစ်ခုနဲ့လုပ်တာဖြစ်လေတော့အဲ့ဒီကာပွဲဟာလည်းပညာရေးရည်ရွယ်ချက်တစ်ခုပါတယ်ဆိုရင်ဒီနေ့လူကြီးတွေဖြစ်လာတဲ့အခါမှာဘဝဟာဘယ်လိုနေမယ်ဆိုတာကိုပနာမတင် जा ပေးတဲ့သဘောလို့ဆိုနိုင်တယ်။တီဝိုင်းကခေတ်ချင်းတွေကိုလည်းတီးပေးသေးတယ်။ခြာတို့လည်းပါတယ်။ပရက်စလီရဲ့တချင်းတွေလည်းပါတယ်။အများအားဖြင့်လက်ပီတင်နာတို့လိုခေတ်အေးတချင်းတွေများတယ်။ဟုတ်တာပေါ့။ကိုတို့မှာအတွဲလေးတွေလည်းပါတာပေါ့။ကိုနဲ့ညီဝေါ်ကဂျေဆန်ရဲ့ကောင်မလေးနဲ့တွဲပြီးကကြသေးတယ်။လင်းပရိုစ်ရဲ့ကောင်မလေးနဲ့လည်းတွဲပြီးကကြသေးတယ်။ကိုတို့ကတော့သူ့လက်ကြကိုပဲရတာပေါ့အမေဂျေဆန်စီကရတဲ့ကောင်မလေးတယောက်ကတော့တော်တော်လေးနှိပ်တယ်ပစ္စည်းလေးရလည်းတော်တော်ကောင်းတယ်ဂျိုကေစာပြောတဲ့စကားနဲ့ပြောရရင်တိတ်မပွန်းသေးဘူးပေါ့ဗျာဒါပေမဲ့ခက်တာကသူ့ကောင်မလေးတွေကတလက်ကင်ဖြစ်နေတယ်ဂျေဆန်ဆိုမှဂျေဆန်ကိုနဲ့တွဲတဲ့လူစီဆိုတဲ့ကောင်မလေးကရောနီဝေါ်နဲ့တွဲတဲ့လီဆာဆိုတဲ့ကောင်မလေးကရောကိုတို့နဲ့တွဲကနေရင်ဂျေဆန်မြင်သားတဲ့နေရာကိုရောက်အောင်ခေါ်သွားပြီးဂျေဆန်နဲ့မျက်နှာချင်းဆိုင်မှာနေရာယူကနေကြလို့ခက်နေတယ်ဂျေဆန်မြင်သွားရင်သူတို့ကိုလည်းဖိတ်ပြီးကအောင်သွားပြီးညိုများလုံနေကြတာလေကိုကလည်းတိတ်တော့အတုံးကြီးတဲ့ရတာမဟုတ်ပါဘူးဒါပေမဲ့ကောင်မလေးတွေကကိုတို့ကိုတိတ်ပြီးစိတ်မဝင်စားဘူးဖြစ်နေတယ်ဘာပဲဖြစ်ဖြစ်ကိုနဲ့တွဲကားတဲ့ကောင်မလေးတွေကခတ်ချောချောခတ်ဟော့ဟော့ဆိုတော့တညနေလုံးအားလုံးကပဲကိုတို့အသွေးတွေစီကိုမျက်စိရောက်ပြီးစိတ်ဝင်စားနေကြတယ်ဒီနေ့ညနေမှာတကယ်ချစ်နေတဲ့သမီးစားအတွေ့တွေတဒါစင်လောက်ပါရမှာလင်းပရိုစ်နဲ့ဆာရာတို့လည်းပါတာပေါ့မနေ့ပြန်ညမှာတော်တော်ပျော်စရာကောင်းတဲ့ပွဲတစ်ပွဲရှိသေးတယ်။ဘော့စတွန်စိတ်ကမ်းမှာလာရောင်ဆန်တင်ပေါ်စီထွက်ကြမလို့တဲ့။ဂျေဆန်ကကို့ဘိုကောင်မလေးတယောက်ခေါ်ထားပေးတယ်။ဒါပေမဲ့ကိုတို့တွေဟာပျော်ပွဲရှင်ပွဲတာလုပ်နေကြတယ်။တကယ်ပျော်တယ်လို့မထင်ဘူး။နောက်ဆုံးတော့ကိုဟာတော်တော်လေးနဲ့တဲ့အဖြစ်တစ်ခုကိုသွားတွေ့တယ်။ကိုတို့တွေစာတင်ခဲ့ရတဲ့တင်တန်းဟာတကယ်တင်တန်းမဟုတ်ဘူး။ကိုဆိုလိုတာကကိုတို့တွေဟာညီရင်းအကိုတွေလိုနေခဲ့ကြတဲ့နေရာမဟုတ်ဘူး။ညီနောင်အဖွဲ့မဟုတ်ဘူး။ညီညွတ်ညွတ်နဲ့တစိမ့်တဝန်းနဲ့ရှိခဲ့တဲ့နေရာမဟုတ်ဘူးလက်ဆက်တက်တော့တက္ကသိုလ်မှာကိုနေခဲ့တဲ့အချိန်ဟာစစ်ပြင်းငိမ့်တဲ့အချိန်ကြော်ကြားမှုနဲ့တကိုးအာနာအတွက်တိုက်တဲ့တိုက်ပွဲကိုစီမှာအပြစ်ခတ်ရထားတဲ့ကာလတစ်ခုသာဖြစ်တယ်။နောက်လာမယ့်အနာဂတ်မှာကိုတို့တွေဟာအမြောက်ကြီးတွေနဲ့တယောက်ကိုတယောက်ပြစ်ကြအောင်မယ်မလား။ပွဲနှင်းတပင်မတိုင်မီတနေ့တွင်မိုးတွေစက်တိုက်ရွာနေသည်။တို့ရတွင်ဟာဗတ်တက္ကသိုလ်သည်အလွန်မြင့်သည့်အာဏာပိုင်များနှင့်အဆက်အသွယ်ရှိနေသလားမသိ။ပွဲနှင်းတပင်ကျင်းပမီဇွန်လ12ရက်နေ့သို့ရောက်သောအခါတွင်နေရောင်ပွင့်နေသည်ထိုနေ့က1958ခုဇွန်လ12ရက်နေ့ဟာဗတ်တက္ကသိုလ်၏322ကြိမ်မြောက်ပွဲနှင်းသဘင်အခမ်းအနားပေသည်အားလုံးအဝတ်စားတွေတစ်လွင်ပွဲယူမီကျောင်းသားများ၏တိုက်ဆိုင်ကြီးများမှငှားလာကြသောအနက်ရောင်ပွဲယူဝတ်စုံတွေကလည်းအသစ်ပါလူကူပွဲယူမီကျောင်းသားတစ်များ၏ပန်းရောင်ဝတ်စုံများကလည်းအသစ်ပွဲနှင်းသဘင်အခမ်းအနားကိုဖွင့်လှစ်ပေးရန်အတွက်မြင်းဖြစ်လာသည့်မင်တဆက်ပြည်နယ်အုပ်ချုပ်ရေးအရာရှိ၏18ရာစုနှစ်ဝတ်စုံကလည်းအသစ်ဂျေဆန်နှင့်တခြားကျောင်းသားလူရီကျော်2ဦးတို့ခေါင်းဆောင်သည့်1958ခုနှစ်တင်နန်းစင်းများသည်တက္ကသိုလ်ခမ်းမကိုပတ်ကာတက္ကသိုလ်မြက်ခင်းပြင်အတိုင်းလာခဲ့ပြီးအောက်မွေဖွယ်ဖျားရှိခိုးကျောင်းနှင့်ဝိုင်တင်နာပတိကတိုက်ကြားရှိရင်ပြင်တွင်ရပ်လိုက်သည်နှစ်တိုင်းလိုပင်ထိုရင်ပြင်ထဲရှိတစ်သားထိုင်ကုန်ကြီးများပေါ်တွင်တတ်ထားသည့်စပရင်များသည်နာရီအနှဲငယ်များဤဆင်းသွားကြကာထိုရင်ပြင်ကြီးသည်စက်ယုံကြီးတစ်ခုနှင့်အသွင်ပြောင်းသွားခဲ့သည်ရာစုနှစ်3ခုကရှိခဲ့သည့်အစဉ်လာအတိုင်းလက်တင်ပါလာဖြင့်ကျမ်းသစ္စာကျိန်ဆိုကြရသည်ထိုကျမ်းသစ္စာကိုနားလေသူဆို၍16ယောက်ထက်ပိုမီမထင်တို့ရတွင်လူတိုင်းကမူထိုကျမ်းသစ္စာကိုနားလေဟန်ဆောင်ကြသည်ထိုနှစ်ကကျောင်းသားများကိုစားစကားပြောရသူမှာလင်းပရိုစ်ဖြစ်သည်ကနဝင်စာပေဌာနကလွန်ခဲ့သည့်2ပတ်ကလေးကသူ့ကိုရွေးခဲ့သည်သူ့မိန်ကွန်း၏ခေါင်းစဉ်မှာအမြင့်ဆုံးသောပျော်ရွှင်မှုပုံသဏ္ဍာန်ဆိုသည့်ခေါင်းစဉ်ဖြစ်သည်လက်တင်အခမ်းအနားမှု၏တာဝန်မှာပွဲနှင်းသပင်တို့ကြားရောက်လာသည့်ပုဂ္ဂိုလ်ကြီးများကို
ဝါချင်းဝါနုအစဉ်အလိုက်မိတ်ဆက်ပေးရန်ဖြစ်သည်ပထမအဓိပတိဒေါက်တာပူစေထို့နောက်မက်ဆာချူးဆက်ပြည်နယ်ဘရင်ခံထို့နောက်မဟာဌာနမှူးများအဆောင်မှူးများစသည်တို့ဖြစ်သည်တို့ရာတွင်ပရိသတ်ကမျှော်လင့်နေသည်မှာလွက်ကလစ်ကောလိပ်ကျောင်းမှကျောင်းသူများဖြစ်သည်သူတို့အလှည့်ကလည်းနောက်ဆုံးမှလာသည်လှပတင့်တယ်သောလွက်ကလစ်ကျောင်းသူအပေါင်းတို့အမီးတို့ကိုလည်းမေ့လျော့မထားပါအမီးတို့သည်ကျွန်ုပ်တို့နှင့်အတူနေထိုင်သောရီမောသောအဖော်များဖြစ်သည်မဟုတ်လောထိုနှုတ်ဆက်စာပိုက်ကိုဖတ်ကြားသည့်အခါတွင်အစုံပေါင်း2000သောလက်တို့၏လက်ခုပ်တံများသည်အကျယ်ဆုံးဖြစ်မည်ထင်သည်ထို့နောက်အဓိပတိဒေါက်တာပူစေက1958ခုကျောင်းဆင်းအတန်းသားများကိုမတ်တပ်ရပ်ခိုင်းသည်သူတို့၏ကိုယ်စားလှယ်များအားပညာတတ်ပုဂ္ဂိုလ်များ၏အဖွဲ့အစည်းသို့ဝင်ရောက်ရန်အတွက်အောက်မေ့ဖွယ်ဘုရားရှိခိုးကျောင်းခန့်မှလှေကတစ်များပေါ်သို့အသက်ခိုင်းကြသည်ပထမအဆုံးလူရည်ကျွန်းကျောင်းသားဖြစ်သည့်ကြေဆန်ကသူတို့အားလုံးကိုစားသင်္ကေတအဖြစ်လုပ်ထားသည့်ပွဲရလက်မှတ်ကိုတက်ယူရသည်စင်မြင့်အနီးမိဘဆွေမျိုးများထိုင်သည့်ခုံတန်းတစ်ခုတွင်ထိုင်နေသောကြေဆန်၏အဖေကမင်းကလေးတစ်ယောက်၏ပြောတံကိုကြားလိုက်ရသည်သူကဇာရေးဆရာစကော့ဖရစ်ဂျီဒန်နှင့်တူတယ်နော်ဟူသောအတန်ဖြစ်သည်မစ္စတာကီဗက်ကစကားကြဲကြဲမပြောရန်သူမိမကိုတတိပေးမိအပြုတွင်ဝမ်းသာလွန်သဖြင့်ငိုနေသောသူဇနီးကိုတွေ့ရသည်မစ္စတာကီဗက်သည်သဘောကျ၍ပြုံးလိုက်သည်ဒီရင်ပြင်တစ်ခုလုံးတွင်သူ့ထက်ဂုဏ်ယူစရာကောင်းသည့်ဖခင်မျိုးမရှိတော့ဟုသူထင်လိုက်သည်အမှန်အဖြစ်သူတယောက်တည်းမဟုတ်ပါသူ့လိုပင်အမြင့်ဆုံးသောပီတိသို့ရောက်နေကြသော58ခုတင်နန်းဆင်းကျောင်းသားတစ်ထောင်တို့၏ဖခင်များလည်းရှိကြပါသေးသည်သူတို့သည်လည်းသူတို့ဘဝတွင်အမြင့်ဆုံးသောပီတိကိုခံစားနေကြရသည်ဟုထင်ပါသည်လွန်ခဲ့သည့်4နှစ်တုန်းကကျောင်းသားပေါင်း1162ယောက်တို့သည်ဟာဗတ်တက္ကသိုလ်သို့ရောက်လာခဲ့ကြသည်ယင်းတို့အနက်1031တို့သည်ဘွဲ့များရခဲ့ကြသည်10%ကျော်ကျော်တို့သည်တင်နန်းမအောင်ဘဲကြာရှုံးခဲ့ကြသည်တချို့ကနောက်တစ်နှစ်တွင်ကျောင်းသို့ပြန်လာကြကဆက်တက်ကြသည်တချို့မှာကဟာဗတ်တက္ကသိုလ်ကျောင်းတော်သားကြီးဖြစ်ရေးဟုသောဘဝရည်မှန်းချက်ကြီးကိုစွန့်လွတ်သွားခဲ့ကြသည်တချို့မှာယူသွတ်သွားခဲ့ကြပြီးတချို့ကကိုယ့်ကိုယ်အဆုံးစီရင်သွားခဲ့ကြသည်တို့ရာတွင်ယနေ့တွင်မူသူတို့အကြောင်းကိုဘယ်သူမှမစင်စားမိကြယနေ့သည်တနာကရုဏာတက်ရမည်နေ့မဟုတ်မင်္ဂလာယူရမည်နေ့ဖြစ်သည်ဂျေဆန်သည်ယခုတိုင်စေယောဂါကုဆေးရုံတွင်ရောက်နေသည့်သူ့အခန်းပေါ်ဒေးဗစ်ဆန်ကိုသတိမရနိုင်နိုင်ဝဲအကြာတွင်မူဘွဲရကျောင်းသားများသည်အစုကလေးများခွဲကာမိမိတို့အဆောင်များတွင်ကျင်းပမည့်နေ့လည်စာစားပွဲသို့တက်ရောက်ရန်ထွက်သွားကြသည်အဲလီယော့ဆောင်မှမနက်စာစားပွဲတွင်အဖေနှင့်အမေတို့လိုက်၍စားကြတော့လဲထိုပွဲသည်တားဖြစ်သူတင်နီကိုနှုတ်ဆက်သည့်ပွဲသာဖြစ်သည်နောက်တစ်နေ့တွင်တင်နီသည်တင်ကယ်ဝိုးတို့ပြန်ကထိုနှစ်နွေရာသီအတွက်လက်ခံထားသောတီးဝိုင်းများအတွက်စနေအားတီးရအောင်မည်ထို့နောက်တွင်မူဟူရော့လက်ခံထားသည့်ပွဲများကိုတီးရန်အတွက်ဥရောပသို့သွားရအောင်မည်အမေကမာရီယာကိုမမြင်သဖြင့်မေးသည်အမေကမာရီယာကိုချစ်သည်မင်းကလည်းကွာဘာဒီရှောက်မေးနေရလဲမာရီယာကအပြင်းပြေထားတဲ့ရီစားဖြစ်မှာပေါ့တင်နီကလည်းနံပါတ်ချိတ်ဖို့စောပါသေးတယ်တင်နီကအဖေစကားကိုပြုံး၍နားထောင်သည်ရင်သွေးကမူဆွေးလာပြီရှစ်ဖြစ်ဟောင်းကိုအမှတ်တရဖြင့်ဧည့်သည်ရိုးရိုးအဖြစ်လာပါဟုဖိတ်သည့်အခါတွင်မာရီယာကညင်လိုက်သောကြောင့်ဖြစ်သည်ထိုနေ့ကမူဂျော်ကဲလာသည်ခန်းဆောင်လှေကားပေါ်တွင်တယောက်တည်းသွား၍စားသည်အခမ်းအနားသို့သူ့ဆွေမျိုးမိဘတွေကဘယ်သူမှမလာကြအန်ဒရူးကရီမောပြီးဟဲ့အောင်ကြီးငါတို့စပွဲလာပြီးငါကစနေနဲ့စားလဲပါလားငါကစနေကများလွန်းတော့နာမည်တောင်မှတ်မိတော့ဒါပေမဲ့မစိုးပါဘူးကွနေတာလေးလည်းပါတယ်ညနေပိုင်းတွင်လူစုကွဲသွားကြလိမ့်မည်လူထောင်ပေါင်းများစွာတို့သည်အနုမြူမုံထောင်ပေါင်းများစွာဖြစ်သွားကြကအရက်ရှစ်မျက်နှာသို့အသီးသီးသောအမြန်နှုန်းဖြင့်လွင့်သွားကြသည်ထိုအနုမြူမုံကလေးများသည်ဒုတဲ့ကြီးတစ်ခုဖြင့်ပြန်လည်ဖွဲ့စည်းကြပါဦးမည်လောယခင်ကလည်းဒုတဲ့ကြီးတစ်ခုဖြင့်ပေါင်းစည်းညီးခဲ့ကြပါ၏လောလောကအလယ်တွင်အန်ဒရူးအဲလီယော့၏နေ့စဉ်မှတ်တမ်းဇွန်လ14 1958ဒီနေ့လင်းဘရို့စ်နဲ့ဆာရာတို့လက်ထပ်ကြတယ်ကိုကလူပြိုရန်ပေါ့ကိုကသူတို့အသွဲကိုအခန်းပေးခဲ့လို့ထင်ပါရဲ့အလေခေတ်တာဆိုရင်ရှင်ကွန်တူးဆောင်ပွဲတွေရမှာ
ဆာရာကနောက်တယ်မင်္ဂလာပွဲကိုအကြောင်းမျိုးမျိုးကြောင့်ခက်ချင်းချင်းပဲလုပ်တယ်တကြောင်ကတော့ပါလာရေးအကြောင်းလဲပါတယ်ဆာရာကအေပစ်ကိုပဲဂိုင်းကလင်ဘရုစ်ကဂရိအော်တိုတော့ဂိုင်းကလက်ထပ်ပွဲမှာဆာရာရဲ့အဖေကြီးနဲ့စကားပြောခွင့်ရခဲ့တယ်တိုက်ဆိုင်မှုလို့ပဲဆိုရမလားမသိဘူးသူသမီးလက်ထပ်ရဲနေ့ကသူတို့ခေတ်ဟာဘတ်တက္ကသိုလ်ကျောင်းဆင်းတရဲ့ငွေရတုတပင်တဲ့သူကြောင်ပွဲယူတဲ့နေနဲ့တိုက်ဆိုင်နေတယ်ထိုပွဲနှင်းတပင်ကိုကြည့်ပြီးတော်တော်ပျော်သွားတယ်တဲ့နောက်25နှစ်ဆိုရင်ကိုလည်းပါများဖြစ်နေအောင်မလဲမသိဘူးအခုတော့ဒီနေ့တနေ့ပြီးရင်မနေ့ပြန်ဘာလုပ်မယ်ဆိုတာစဉ်းစားလို့မရသေးဘူးမဟုတ်လားလင်ပရိုဆိုစတနီးမောင်နှံဘယ်ကိုပြားရီဆန်ခီထွက်မယ်ဆိုတာဘယ်သူမှမသိကြဘူးကိုတယောက်ပဲသိတယ်မိန်းနဲ့မှာတိုမီသားစုတွေပိုင်တဲ့အင်ကြီးတစ်လုံးရှိရလေအင်တစ်လုံးလုံးလွတ်နေတယ်ဘယ်သူမှမရှိဘူးညားကစားလင်များနှစ်ယောက်တည်းနေလို့ကောင်းတဲ့နေရာပေါ့ကိုကပဲအခန်းပေးညားတော့လေကိုကပဲအိမ်ပေးဆိုတော့ကိုဘက်ကကြီးပေးနေရတာပဲလို့ထင်ကောင်းထင်ကြမလားမသိဘူးမဟုတ်ပါဘူးကိုရထားတာတွေလည်းရှိပါသေးတယ်ဆာရာရဲ့ပန်းစည်းကိုကင်ဖို့ချီကာကိုကသူ့ညီမဝမ်ခွဲလေးရောက်လာတယ်လေဆာရာကသူ့ညီမဝမ်ခွဲကိုလည်းစောင့်ရှောက်ပါလို့မှာထားတယ်ဒီလောက်ပြောရင်ဒီကောင်ကလည်းသိပါတယ်ဒါကြောင့်သူ့ညီမဝမ်ခွဲနောက်နေ့တွေမှာလည်းကောင်းကောင်းစောင့်မကြည့်ရှုလိုက်ပါတယ်နေ့တွေတင်မကပါဘူးလေညတွေလည်းပါတာပေါ့မင်္ဂလာဆောင်မှာဒါမျိုးလေးတွေလည်းရှိတတ်တာကိုတင်နီတွင်ငယ်ငယ်တုန်းကပန်းနာယောဂရှိခဲ့ပူသည်ထိုပန်းနာယောဂသည်ကြီးလာ၍ဂီတာသမားဖြစ်သည့်အခါတွင်ထိုများလောက်အသုံးချလိုက်မည်ဟုသူတစ်ခါမှမထင်ခဲ့သူဟာဘတ်ကျောင်းနေပဲများကပွဲမှရပြီးစစ်မှုထမ်းဥပဒေအရစစ်တပ်ထဲသို့ဝင်ကြရတော့လဲတင်နီမှမူစေးကြခဲ့သည်ထိုကြောင့်ကဘာကြီးကိုစောစောလှည့်ကြည့်ခြင်းရပြီးတသစ္စာအနုပညာရှင်တဦးအဖြစ်အောင်မြင်မှုကိုစောစောရခဲ့သည်ဟူရော့သည်သူ့ဂီတဆရာတင်နီကိုကြီးများသောတီဝိုင်းဆရာတွေနဲ့တွေ့ပေသည်ကြီးများသောပရိသတ်နှင့်အရင်တွေ့ပေသည်ဝေဖန်မှုစစ်ကြောမှုခံနိုင်ရရှိအောင်လေ့ကျင့်ပေးသည့်သဘောဖြစ်သည်အရေးထူအောင်လှုပ်ပေးသလိုသူဂီတပညာကိုလည်းထက်မြက်အောင်လုပ်ပေးသည်တို့ရတွင်တင်နီသည်သတင်းထောက်ပေါင်းစုံနဲ့တွေ့ဝူကြောင်းကိုဟူရော့မသိသတင်းစာများကလည်းတင်နီကိုအမြဲတမ်းလိုအကောင်းကြီးကြသည်သာများသည်တင်နီသည်လန်ဒန်တွင် Royal Philharmonic တေးတန်းဆောင်တီဝိုင်းကြီးနှင့်သူဘရန်၏တေးဂီတများကိုတီးပြသည်ထို့နောက်အမ်စတန်ဒန်သို့လေယာဉ်နှင့်သွားရောက်ကမိုးဆက်၏တီလုံးများကိုတီးပြခဲ့သည်နောက်တနေရာမှာပါရီဖြစ်သည်ပါရီတွင်တက်ရှိုပင်တို့၏တေးဂီတများကိုသာမကပြင်သစ်တေးဂီတဆရာကြီးများဖြစ်သည့်ဒီဗျူဆေကိုပါရီနှင့်စသည်တို့၏တေးသွားများကိုလည်းတကူလိုတီးပြခဲ့သည်ပြင်သစ်သတင်းစာများကသူ့လက်တံကိုဩဘာပေးမဆုံးပါလင်တွင်နောက်ဆုံးတီးပြသည့်ညကဂျာမန်တပ်ပြားကုမ္ပဏီကြီးတစ်ခုမှဒါရိုက်တာကသူ့ကိုတကောင်ညလည်စာဖိတ်ကြွေးသည်နောက်တနေ့မနက်တွင်တပ်ပြားအဲဘန်5ခုတက်စာချုပ်ပြီးသွားသည်ကဲဘလို့လဲဦးရဲ့ထင်မြင်ချက်ကိုပြောစမ်းပါအောင်ဒီနီကရုပ်ပုံတွေအပြည့်ချိတ်ထားသည့်ဟူရော့၏အခန်းထဲတွင်ထိုင်ရင်းဂီတဝေဖန်ချက်များကိုလှန်လျောကြည့်ရှုနေသည့်ဟူရော့ကိုလှမ်းမိသည်ဟူရော့ကမျက်မှန်ကိုနဖူးပေါ်တွင်တင်၍ပြုံးသည်မောင်ရင်ကနယူးဟေဂန်ပွဲမှာတော့စွန့်သွားပါပြီခင်ဗျာဥပပြောတယ်ဩမောင်ရင်ကကျုပ်တို့ဂီတလောကဝေါ်ဟာရာကိုနားမလည်သေးပဲကိုကန်ထရိုက်တယောက်ဟာနယူးယောက်မြို့ကပွဲတစ်ပွဲမှာယုံသွင်းတော့မယ်ဆိုရင်မြို့ငယ်ကလေးတစ်ခုဖြစ်တဲ့နယူးဟေဗင်မှာစမ်းသွင်းကြည့်လိမ့်ရှိတယ်လန်ဒန်တို့အမ်စတန်ဒန်တို့ပါရီတို့ဆိုတဲ့မြို့တွေဟာနယူးဟေဗင်နဲ့အတူတူပဲအဲ့ဒီမှာဆိုရင်စွန်ဘီလို့တာအောင်းမိလိုက်ပြီးတော့ဒါဖြင့်အဲ့ဒီပွဲကြီးတွေကိုကျွန်တော်ဘယ်တော့လောက်တီးရမှာလဲကျုပ်ကြောင်းကြမယ်လေဟူတော့တီပြောရင်းဆိုရင်သူ့ရှေးဟောင်းစပွဲကြီးပေါ်မှာတင်ထားသည့်စာရွက်တွဲကိုအမှတ်တမဲ့ကောက်ကင်လိုက်သည်1962ခုဖေဖော်ဝါရီ15ရက်နေ့မှာလင်ဖီနဲ့ဖီလာမိုနစ်တီဝိုင်းနဲ့တီးရမယ်မောင်ရင်ကဗီတိုပင်ရဲ့တေးကိုတီးရမယ်အမလီတနေ့လုံးလုံးတော့လိုပါသေးလားဒီတော့အတွင်းကျွန်တော်ကဘာလုပ်နေရမှာလဲလက်သက်ကိုက်ပြီးစောင့်နေရမှာလားဒီမှာတင်နီကျုပ်ကကလေးထိန်မဟုတ်ဘူးဗျဂီတယုံသွင်းတဲ့မန်နေဂျာဒီအတော်အတွင်းမှာနောက်ထပ်နယူးဟေဗင်လိုပွဲမျိုးကိုတီးရမှာပေါ့ဟူရော့တီနယူးယောက်တွင်သူ့ကိုယုံမသွင်းမီထို့သို့ကမ္ဘာအနှံ့တွင်ဂီတပွဲတွေကိုဆက်တိုက်ယုံသွင်းသည်နယူးယောက်ရှိကာနက်ဂျီခမ်းမထဲတွင်တင်နီကိုယုံသွင်းသည့်အခါတွင်မူလူတွေကြိတ်ကြိတ်တိုးဖြစ်နေသည်
သူဂီတအတန်ကိုနားထောင်ခြင်းထက်သူ့ကိုလေးစားကိုးကွယ်လို၍လာနားထောင်သူတွေများသည်ဂီတပွဲပြည့်သည့်အခါတွင်ပရိသတ်ကမတ်တရပ်ပြီးအကြာကြီးလက်ခုပ်ဩဘာပေးကြသည်ဘန်စတိန်ကတင်နီကိုစင်မြင့်ပေါ်သို့ဆွဲခေါ်လာကအောင်ပွဲရသောလက်ဝှေ့သမားတစ်ယောက်ကိုပြသလိုသူ့လက်တစ်ဖက်ကိုကိုင်မြှောက်၍ပြသည်တကယ်လဲတင်နီသည်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သွားလေပြီတင်နီသည်အလွန်အရေးကြီးသည့်နယူးယောက်တွင်အောင်ပွဲခံနိုင်ခဲ့ပြီဖီလာမိုးနှင့်သေးတန့်ဆုံဂီတဝိုင်းကြီး၏ဂောဘကလူကြီးတစ်ဦး၏ခမ်းနားသောအိမ်ကြီးတွင်သူ့ကိုဂုဏ်ပြုဧကန်ပွဲကျင်းပကြသည်တင်နီသည်ထိုပွဲတွင်ထင်ရှားသည့်အနုပညာသည်တစ်ယောက်မျှမကတက်ရောက်လာသည့်ဧည့်သည်များထဲတွင်အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်နေတော်သည်ထိုဧကန်ပွဲတွင်များမကြာမီကထင်ရှားခဲ့သည့်ရုပ်ရှင်မင်းသမီးများလည်းလာကြသည်ယခင်ကဆိုလျှင်တင်နီသည်သူတို့ထံသွား၍ရှက်ကူးရှက်ကန်းဖြင့်အမှတ်တရလက်ဆောင်ကလေးတောင်းပေးလိမ့်မည်ထိုဧကန်ပွဲတွင်ကမ္ဘာကျော်တေးဂီတဆရာကြီးများနိုင်ငံရေးခေါင်းဆောင်များလည်းလာကြသည်မျက်နှာဖုံးတရုတ်ဆောင်မယ်များကငါးဦးကိုတည်ပေးနေရသည့်စားပွဲသိုးမလေးတွေလောက်ပေါ်နေသည်သို့ရာတွင်သူတို့အားလုံးသည်သူ့အနီးတွင်ဝိုင်းအုံကာသူ့ကိုမိတ်ဖွဲ့ချင်နေကြသည်ဧကန်ပွဲတွင်လည်းသူ့ကိုစနေရတီးပြရန်တောင်းဆိုကြသေးသည်36ထောက်စတိန်ဝေးစနေရကြီးကိုဧကန်ထဲသို့ဘိန်းဖြင့်သွန်းလာကအဖုံးကိုအစင်းသင်းဖွင့်ပေးထားသည်တင်နီသည်ထိုနေ့ညဦးပိုင်းကပွဲတွင်လက်ကုန်တီးပြခဲ့ပြီဖြစ်သဖြင့်ယခုပွဲတွင်ပင်ပန်းပန်းသိပ်မတီးချင်တော့ထိုကြောင့်ပေါ့ပေါ့ပါးပါးကလေးကိုတီးချင်သည်တင်နီသည်စနေရမတီးပြခင်စကားပြောလိုက်သည်ဂုဏ်တည်ရှိအမျိုးသမီးများနှင့်အမျိုးသားများခင်ဗျာကျွန်တော်ရဲ့ကျေးဇူးတင်စကားများဟာလူကြီးမင်းများအတွက်အမြဲဖြစ်နေပါလိမ့်မယ်ဒီတော့ဒီညမှာလူပုဂ္ဂိုလ်နှစ်ဦးရဲ့နာမည်ကိုထုတ်ဖို့ပြောဆိုတယ်ဆိုရင်ကျွန်တော်ကိုခွင့်လွှတ်ကြပါတယောက်ကတော့ဒီချိန်မှာကျွန်တော်အပေါ်ယုံကြည်စိတ်ချစွာပံ့ပိုးကူညီနေတဲ့မစ္စတာဟူရော့ကျုပ်ကမောင်ရင်ကိုပံ့ပိုးနေတာမဟုတ်ဘူးဗျမောင်ရင်ကကျုပ်ကိုပံ့ပိုးနေတာဟူရော့ကပြောသည်ပြီးတော့အဖက်စန်နီယာကိုလိုက်တီးပေးတဲ့လင်နီတို့ဖြစ်ပါတယ်ဒီနီဒီညဦးပိုင်းကပွဲရုံတင်တီးခဲ့သည့်ကွန်ရှာတိုကိုစန်နီယာတီလုံးကြီးတက်တက်အမြည်တီးပြသည်ထို့နောက်ဂီတဆရာဘန်စတိန်၏ West Side Story တီးသွားမှတေးသံများကိုဂျက်တီလုံးဖြင့်တီးပြသွားသည်ပရိသတ်ကသဘောကျ၍မဆုံးသူ့ကိုစန်နီယာမှမထစီခြင်းတော့ကဲနောက်ထပ်ပါတီးရအောင်လေဗျာကျွန်တော်တီးတတ်တာလေးတော့မရှိတော့ဘူးထင်ပါတယ်ဒီနီကပြောသည်သူဂီတဆရာဘန်စတိန်ကပြော၍ငါ့ကိုတီးပြသလိုသူတို့ကိုလည်းတီးပြလိုက်ပေါ့ကွဟုဆိုသည်ဒီနီကခေါင်းငိမ့်ပြပြီးနောက်ခုံတွင်ထိုင်ကာ My Fair Lady ကိုဂျက်တီးသွားဖြင့်တီးပြသည်ထို့နောက်ခေတ်ဟောင်းများဖြစ်သောကိုပေါ်တာရောဂျာနှင့်ဟက်အာဗင်းပါလင်းတို့၏တီးသွားများကိုတီးပြသည်နောက်ဆုံးတွင်ပင်ပန်းသဖြင့်တောင်းပန်ရတော်သည်ညစာစားပွဲပြီးခါနေ့တွင်ရှိုးကြကြဝတ်ထားကာလုပ်ငန်းရှင်တစ်ယောက်ကိုက်ဖမ်းထားသည့်လူတစ်ယောက်ကသူ့နာမည်ကပ်ပြားလေးကိုဝေယမ်းပြရင်းအနားသို့ရောက်လာကာထိုနေ့ညကတီးသွားသောတီးလုံးကလေးများအားလုံးကိုစုပေါင်း၍တပ်ပြားဧည့်ပန်းတစ်ခုထုတ်ခြင်းကြောင့်ကမ်းလှမ်းသည်ထိုလူထွက်သွားပြီးချက်ချင်းဆိုသလိုပင်လွန်စွာတင့်တယ်ပြည့်ပြည့်သည့်စပင်နဲနဲနှင့်အမျိုးသမီးတစ်ဦးကသူ့နားကိုရောက်လာကာချိုများသည့်အတန်ဖြင့်ဒီနေ့ညနေရှင်းလက်တန်ကိုနားထောင်ရတိတ်နားထောင်လို့ကောင်းတာပဲရှင်ကျန်တဲ့ကျမတို့ဟာတစ်ချိန်ချိန်မှာရှင့်ကိုအိမ်ဖြူတော်ဖိတ်ပြီးအတီးခိုင်းရအောင်မယ်ဟုပြောသည်ဒီနေ့သည်ပင်လဲပင်ပန်းလာပြီးနည်းနည်းပိုရင်မြင့်ကျင်သလိုဖြစ်နေသည်ထို့နောက်သူ့ကိုယဉ်ကျေးစွာကောင်းချင်းပြလိုက်ပြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုပြောလိုက်သည်ထိုအမျိုးသမီးကကြက်တည်ရှိစွာပြန်လှည့်သွားသည့်အခါတွင်မှမိမိအားလာရောက်ဖိတ်ကြားသူမှာအမေရိကန်သမ္မတကြီးကနေဒီဇနီးဖြစ်နေသည်ကိုသတိထားမိလိုက်သည်အန်ဒရူးအဲလီယော့၏နေ့စဉ်မှတ်တမ်းမတ်လ10 1959ဘွဲရပြီးကိုယ့်ကိုယ်ပြန်ကြည့်လိုက်တော့ကိုဟာတကယ်ပင်လယ်ကြီးထဲမှာမဟုတ်ပဲဘဝပင်လယ်ကြီးထဲရောက်နေပါလားကိုဟာအမေရိကန်ရေတပ်မတော်ကရေရင်တစ်စီးပေါ်မှာရောက်နေပြီအန်တလန်တိတ်သမုဒ္ဒရာကြီးကိုဖြတ်နေပြီလေကိုဘိုးဘေးအစဉ်ဆက်ဟာရေတပ်မတော်မှာအမှုထမ်းခဲ့ကြတဲ့အတွက်ကိုလည်းထုံးစံအတိုင်းရေတပ်မတော်ကိုဝင်လိုက်ပေမဲ့သူတို့လိုတစ်သက်လုံးရေတပ်ထဲမှာတော့အချိန်မကုန်မခံနိုင်ဘူးအရွယ်ရောက်သူတို့ထုံးစံအတိုင်းတပ်မတော်မှာစစ်မှုထမ်းရမယ်ဆိုပြီးကြီးတပ်ကရက်60ကြိုပြီးအကြောင်းကြားတဲ့အခါမှာကိုတွေးမိတယ်ကိုဘွားကိုရွှွန့်တွေပွက်တွေထဲမှာဘယ်ညာလှုပ်ရင်အချိန်ကုန်မခံနိုင်ဘူးလို့
ဒါကြောင့်ကြီးတက်ကိုရှောက်လာမတင်တော့ပဲရေတက်ကိုရှောက်လာတင်လိုက်တယ်သင်္ဘောပေါ်မှာအခြေအနေတွေဘလောက်ဆိုးရဲဆိုတာတိလျက်နဲ့ဝင်တာပါဒီလောက်မဆိုးနိုင်ဘူးပေါ့အနည်းဆုံးပညာမရှောက်ရတော့ဘူးပေါ့ဒါပေမဲ့ဘယ်မှာဒီလိုဟုတ်လို့တော့ရေတက်တာဘဝဆိုတာငရဲကြတယ်လို့ပဲလားငါအခန်းပေါ်ညီဝေါကတော့ရေတက်ပုဂ္ဂလိဖြစ်လို့ဆန်ဖရန်စစ္စကိုမှာသင်္ဘောကိုစောင့်နေတယ်သင်္ဘောပေါ်တက်ရင်သူ့တပ်သားတွေကိုអော်နိုင်ငေါက်နိုင်တယ်ငါကတော့အုတ်ထုတ်ဖြူရေတက်သားအဖြစ်ကစဝင်ရတာသင်တန်းဆင်းပြီးတော့ကိုယ့်ကိုဖျက်သင်္ဘောကိုအဆောင်လိုက်တဲ့စိန့်ကလေးယာသင်္ဘောပေါ်ကိုတပ်သားအဖြစ်ပို့လိုက်တယ်တို့အလုတ်က USS Hamilton သင်္ဘောကြီးကိုပင်လယ်ပြင်မှာကလေးထိန်းတယ်လို့လိုက်ထိုင်းရတာပင်လယ်ပြင်ကကလေးထိန်းပေါ့ကိုတို့ပထမအလုတ်ကစိန့်ကလေးယာသင်္ဘောရဲ့သင်္ဘောပုံကိုထိန်းဖို့တနည်းပြောရရင်ကုန်းပတ်တိုက်ရတဲ့အလုပ်နောက်အလုပ်တစ်ခုကတော့တို့သင်္ဘောအရာရှိရဲ့ဘောလုံးအဖြစ်အသုံးတော့ခံဖို့သင်္ဘောအရာရှိကဘာဖြစ်လို့လဲမသိဘူးကိုမြင်မြင်ချင်းမျက်နှာကြောမတည့်ဖြစ်နေတယ်ကိုလည်းဟာဘတ်တက္ကသိုလ်ကထွက်တယ်လို့မပြောရပါလားကိုလိတ်ကြောင့်ကိုရောက်ဖူးတယ်လို့တော့မပြောဘူးနောက်တော့ကိုဟာမြင်ပြေကတ်စရာကောင်းအောင်ယဉ်ကျေးလို့မျက်နှာကြောမတည့်တာလို့တယောက်စီကကြားရတယ်ဒါပေမဲ့ငနေကကိုကိုစိတ်ဆင်းရဲအောင်တော်တော်လုပ်တတ်တယ်တခါတလေကိုကအပိုလုပ်ရမယ့်အလုပ်တွေကိုမလုပ်ရင်ပဲစင်ကိုစောင့်ဖို့တာဝန်မယူရင်ကိုတို့အခန်းထဲကိုဒေါ်ကြီးမောကြီးဝင်လာပြီးကိုဖတ်နေတဲ့စာအုပ်ကိုအလကားစာအုပ်တွေဆိုပြီးတင်သွားတတ်တယ်တခါတော့စိတ်ပေါက်ပေါက်ရှိတာနဲ့သူကန်တယ်လို့ကိုလည်းထပြီးကန်တော့မလို့လုပ်မိသေးတယ်ညနေစာစားပြီးလို့ရှိရင်ကိုကစာဖတ်ရအောင်အခန်းကိုစောစောပြန်ဖို့ဟန်ပြင်တယ်ပြီးတော့အခန်းကိုပြန်လာပြီးစာဖတ်နေလိုက်တယ်စာအုပ်ကတမချန်းစာအုပ်ပါခဏနေတော့ငနေကနောက်ကလိုက်လာပြီးလက်ထဲကစာအုပ်ကိုဘာမှမသိညာမှမသိနဲ့ဟဲ့အောင်မင်းစိတ်ဓာတ်ကိုအစိတ်ခတ်တဲ့စာအုပ်တွေဖတ်မနေနဲ့ကွာလို့ပြောတယ်ပြီးတော့စာအုပ်ကိုဆွဲယူလိုက်တယ်ဒီတော့ကိုကဘာသာရေးစာအုပ်ကိုဖတ်နေတာကိုစိတ်ကိုငြိမ်အောင်လုပ်နေတာလို့ပြောလိုက်တယ်တခြားသင်္ဘောသားနှစ်ယောက်လည်းရှိတယ်ဒီတော့မှအော်ဟုတ်လားဆိုပြီးစာအုပ်ကိုကိုအိယာပေါ်ပြစ်တင်ပြီးထွက်သွားတယ်တိုက်ပွဲတော့နိုင်လိုက်ပါရဲ့ဒါပေမဲ့စစ်ပွဲတော့ရှုံးလိုက်တယ်လေနောက်တော့ငနေဟာကိုကိုမဲတော့တာပဲတစ်ခေါက်တော့တက်ကထွက်ပြေးကျင်လောက်အောင်စိတ်ညစ်သွားတယ်ဒါပေမဲ့ခက်တာကကိုတင်ဘောကကန်းချီနဲ့အနည်းဆုံးမိနစ်ထောင်လောက်ဝေးနေတော့ဘာမှလုပ်လို့မရဘူးပေါ့ဒီနေရာမှာကြီးတက်ကတာသွားပြန်ရောဒါဟာတကယ်ပွားတယ်လားတကယ်ပွားဆိုရင်တော်ပါပြီဒါလောက်ဆိုရင်လုံလောက်ပါပြီလို့ရေတက်ထဲမှာဆက်တာနေရအောင်မယ်ဆိုရင်လေဘယ်တော့မှတင်မောပေါ်ကိုမတက်တော့ဘူးဒါပေမဲ့ခက်တာကတင်မောပေါ်မှာဒီငနေကအစိပ်ပိုင်းတစ်ပိုင်းဖြစ်နေတယ်သူ့ကိုရှောင်လို့မလုပ်ဘူးနောက်ဆုံးတော့မတက်တာနဲ့ရေတက်ပူမှုစီသွားပြီးကို့ကိုတာဝန်ပြောင်းပြီးဖို့ပြောတယ်တကယ်အကြောင်းရင်းကိုတော့မပြောဘူးပေါ့ကိုကရေတက်မှာတခြားကျွန်တော်အတွက်တင်းတော်တဲ့နေရာများရှိရင်ပြောင်းပေးပါလို့ပြောတယ်ဘယ်နေရာလဲလို့သူကမေးတယ်ကိုကကျွန်တော်ရေးတဲ့ချွတ်တဲ့ဘက်မှာဝါသနာပါတယ်လို့ပြောလိုက်တော့ပုံမှုကကိုကိုပြန်ကြားရေးဌာနကိုပြောင်းပေးလိုက်တယ်အဲ့ဒီဌာနမှာရေတက်အဖွဲ့အတီးတီးကထုတ်တဲ့သတင်းစာတွေပို့တော့ကိုကအက်ဒီတာလုပ်ရတယ်သတင်းထောက်လည်းလုပ်ရတာအရေးကြီးတဲ့သတင်းတွေကိုဝါရှင်တန်ကိုပို့ပေးရတယ်အလုပ်ကမဆိုးပါဘူးကောင်းပါတယ်ကပတိန်ကကိုပိုးတဲ့ကျိုးမဲ့သတင်းစာတွေကိုဖျက်တောက်တာတခုပါပဲသတင်းတွေကစိတ်ဝင်စားစရာကောင်းတယ်အသေးထိတ်စရာလေးတွေလည်းပါတယ်တခါတလေမှာဟာတကလေးရည်စရာလေးတွေတောင်ပါလိုက်သေးတယ်ဒါပေမဲ့အထက်အရာရှိတွေကဒါမျိုးကိုဘယ်မှာရတာခံတတ်မလဲအရင်တစ်ပတ်ကဆိုရင်ကိုတို့တင်ဘောဟာမြေထဲပင်လယ်ကိုဝင်လာခဲ့တယ်ညကမှောင်မဲပြီးနှင်းတွေပိတ်နေတယ်အမေဇလန်းစားပဲဆိုလို့တော့ကြောက်စရာကောင်းတဲ့အမှောင်ထုကြီးထဲမှာကိုတို့တင်ဘောဟာတခြားတင်ဘောတစ်စီးနဲ့ဝင်တိုက်မိတယ်အသေးပြောက်တော့မရှိပါဘူးဒါပေမဲ့နောက်စက္ကန့်တစ်ခုရောက်ရင်တော့တင်ဘောကိုနည်းနည်းပါးပါးပြင်ရမယ်စိတ်ဝင်စားစရာကောင်းတာကကိုတို့တင်ဘောကိုဝင်တိုက်တဲ့တင်ဘောဟာကိုတို့အမေရိကန်တပ်ကဖျက်တင်ဘောဖြစ်နေတယ်ဆိုတဲ့အချက်ပဲဒါပေမဲ့ကပတိန်ကတော့အမေရိကန်တင်ဘောတွေဟာဘယ်တော့မှတီလို့မဖြစ်တတ်ဘူးတဲ့ကိုကသတင်းစာဆရာဆိုတော့အမှန်တရားကိုရေးရမယ်ခုတိုက်မိတာဟာအမေရိကန်တင်ဘောချင်းတိုက်မိတာပဲဒါကြောင့်အမှန်တိုင်းပြောရမှာပဲလို့ကိုကပြောတယ်ဒီတော့ကပတိန်ကကိုဘက်ကိုလှည့်ပြီးဆဲတော့တာပဲသူဆိုချင်တာကအမေရိကန်ရေတပ်မတော်မှလည်းတခါတလေမှအမှားယွင်းတော့ရှိတတ်တာပဲဒါပေမဲ့ဒီသတင်းမျိုးကိုထုံပြလိမ့်မရှိဘူးတဲ့ရေတပ်မတော်မှာတစ်နှစ်3လ17ရက်အမှုထမ်းပြီးရင်တော့ထွက်ရတော့မယ်ဘာဖြစ်ဖြစ်အပြစ်နဲ့မဟုတ်ပဲတိခါရှိရှိထွက်ရတဲ့တော်ရည်ရဲ့လို့ဆိုရမယ်